မနာမည်ကတော့ Mibani ဆိုပါရှင် Huawei Device မြန်မာမှာ Public Relations Manager အနေနဲ့တာဝန်ယူထားပါတယ်ရှင် Huawei ကတော့ဒီတစ်ကမ္ဘာလုံးမှာဦးဆောင်နေတဲ့ဒီ ICT Solutions တွေကိုထောက်ပံ့ပေးနေတဲ့ company တစ်ခုဖြစ်ပါတယ်အဓိကလုပ်ငန်းစုကြီး၃ခုရှိရပါတော့ပထမဆုံးတစ်ခါဒီ Carrier Business နောက်တစ်ခါကျတော့ဒီ Consumer Business Group နောက်တစ်ခါကျတော့ဒီ Enterprise Business Group တို့ဖြစ်ပါတယ် Renew ဒီ P9 ဟာဆိုရင်ဒီမြန်မာပြည်ဈေးကွက်မှာမကဘဲနဲ့ဒီ Europe ဈေးကွက်ဒီမှာပါအောင်မြင်မှုတွေရရှိခဲ့ပါတယ်Year-end promotion ကတော့ Renew ဒီသုံးစွဲသူတွေအတွက်ကိုကျေးဇူးတုံ့ပြန်တဲ့အနေနဲ့လုပ်ပေးတဲ့ promotion တစ်ခုဖြစ်ပါတယ်ဒီ Year-end promotion မှာ Renew ရဲ့ဒီအဓိက product တွေဖြစ်တဲ့ Huawei P9 Lite GR5 mini နဲ့ 162 တို့ပါဝင်ပါတယ်ဒီ Huawei P9 ကိုဝယ်ယူတဲ့လူတွေကဆိုရင်ဒီ3,900တန်ဖိုးရှိတဲ့ဒီ T1 7 inches ပေါ့နော်ဒီ media pad ကိုရရှိမှာဖြစ်ပါတယ်အဲ့ဒါအပြင်ကိုဒီ Orido ကိုလစဉ်1000ငွေဖြစ်ရုံနဲ့6လဆက်တိုက်အပို19,000ရရှိမှာဖြစ်ပါတယ်နောက်တစ်ခုကကျတော့ဒီ P9 Lite ပေါ့နော် P9 Lite ကိုဝယ်ယူရဲဆိုရင်တော့ဒီ Bluetooth selfie stick ရဲ့နောက်တစ်ခုကဒီ Renew ဒီ 32GB SD card ကိုရရှိမှာဖြစ်ပါတယ်နောက် GR5 ဝယ်ယူရဲဆိုရင်လည်းဒီ 32GB SD card နဲ့ gift box ရရှိမှာဖြစ်ပါတယ်ဒီ GR5 mini ဝယ်ယူရဲလူတွေက 16GB SD card နဲ့ gift box 162 ဝယ်ယူရဲလူတွေက16GB SD card ကိုရရှိမှာဖြစ်ပါတယ်ဒီ promotion အဆိုရင်တော့ဒီ31ရက်ဒီဇင်ဘာမှာကုန်ဆုံးမှာဖြစ်တယ်အခုလောလောဆယ်ဒီ Renew ဒီ customer တွေရဲ့တုံ့ပြန်ချက်တွေကိုနားထောင်ကြည့်ရတော့ဒီ customer တွေတော်တော်များများဒီ promotion ကိုနှစ်သက်ကြရတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မို့လဲ Renew ဝမ်းသာပါတယ် Renew ဒီနောက်ထပ်ဒီမျိုး promotion တွေလည်းထပ်ပြီးတော့လုပ်ထားပေးပါအောင်ရှင်P9 ကအရင် PA ထက်ဆိုင်ပို့ပြီးတော့အားရတဲ့ထုတ်ကုန်တစ်ခုဖြစ်ပါတယ်ဒီလူတွေရဲ့စိတ်ဝင်စားမှုတွေကလည်းမြင့်တက်လာတယ် Huawei ပေါ်မြင်တဲ့အမြင်တွေကိုလည်း Renew တို့ပြောင်းလဲလာနိုင်လိုက်ပါတယ်ဒါကြောင့်လည်းဆိုတော့ Renew ဒီ Leica ပေါ့နော်ဒီကင်မရာမှာလုံးဝဆရာတဆူဖြစ်တဲ့ Leica နဲ့လည်းပူးပေါင်းလိုက်တယ် Renew P series ကအရင်ကတည်းကဒီကင်မရာအနေနဲ့ကပြောစရာမလိုအကုန်လုံးကောင်းပြီလားဒါပေမဲ့အခုဒီ Leica နဲ့ပူးပေါင်းလိုက်တဲ့အတွက်ကြောင့်မို့ပို့ပြီးတော့ကောင်းမွန်သွားပါတယ် Huawei smartphone တွေကိုသုံးစွဲတဲ့အတွက်ကြောင့်အားလုံးဒီသုံးစွဲသူတွေကိုလည်းကျေးဇူးတင်ပါတယ်အကယ်၍ဒီ Huawei smartphone တွေကိုမသုံးဘူးသေးဘူးဆိုရင်လည်းအခုသုံးကြည့်ဖို့ပေါ့နော်တိုက်တွန်းလိုက်ပါတယ်ရှင် Renew service တွေကိုလည်းစူးစမ်းပြီးတော့လှုပ်ဆောင်နေပါတယ်အဲ့ဒီအတွက်ကြောင့်မို့ Renew ရဲ့ဒီ customer service တွေကိုလည်းနှစ်သက်ကြမယ်လို့မျှော်လင့်ပါတယ်ရှင်